အားလုံးပဲမင်္ဂလာပါဒီနေ့မနေ့ဤနေရာမှာတို့ကပြန်လဲတွေ့ဆုံခွင့်ပေးတဲ့ဘုရားရှင်ရဲ့နာမတော်ချီးမွမ်းပါတယ်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းယေရှုပြုနာတော်ကြောင့်ကျမတို့ဒီဘုရားရဲ့မျက်မှောက်တော်ဘုရားရဲ့အိမ်တော်မှာဘုရားကိုချစ်တဲ့ညီကိုမောင်နှမတွေနဲ့အတူတကွတွေ့ဆုံအတူတကွရောက်ရှိကြခြင်းဖြစ်ပါတယ်အာမင်ဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားရှင်ကအသက်ရှင်ပြီးတော့အစဉ်မြဲကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်ဘုရားရှင်အစဉ်မြဲကောင်းမြတ်တဲ့ဘုရားရှင်ဖြစ်တယ်အာမင်ကျွန်တော်ဒီနေ့မနက်မှာကျွန်တော်အနေနဲ့ဤနေရာမှာနှုတ်ကပတ်တော်အားဖြင့်အစီခံခွင့်ရတဲ့အတွက်ဘုရားရှင်နာမတော်ချီးမွမ်းပါတယ်ဘုရားရှင်ကိုလည်းကျေးဇူးတင်တယ်ပြီးတဲ့အခါမှာကျွန်တော်ရဲ့လုပ်ဖို့ဆောင်ဖက်မိတ်ဆွေတွေလည်းကောင်းဒီမှာရှိတဲ့တင်ထောင်လူကြီးတွေနဲ့ကအသင်းတော်တင်တာအားလုံးပေါ်မှာအထူးကျေးဇူးတင်ကြောင်းကျွန်တော်အနေနဲ့ရှေးဥစွာဖော်ပြလိုပါတယ်ဒီနေ့မနေ့အတွက်ကျွန်တော်ပြင်ဆင်ထားတဲ့အရာကတော့ကျွန်တော်လည်းအရန်စိတ်လှုပ်ရှားတယ်ကျွန်တော်ကိုယ်တိုင်ယုံကြည်ခံယူလက်တွေ့လိုက်လျှောက်ဖို့ဖြစ်တယ်ဆိုတာကိုလည်းဘုရားကကျွန်တော်ကိုထက်လဲစကားပြောတာဖြစ်ပါတယ်ထုံနည်းတကောင်းပဲဒီမှာရှိတဲ့ဓမ္မမိတ်ဆွေတွေလည်းဒီနေ့နှုတ်ကပတ်တော်အားဖြင့်တစုံတစ်ခုကိုရပြီးတော့ပြန်သွားရမယ်ဆိုတာကိုကျွန်တော်ဒုံပဲယုံကြည်တာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားတင့်သက်တာကိုတိုးထိပါစေနှုတ်ကပတ်တော်အားဖြင့်စကားပြောပါစေကျွန်တော်တို့နှလုံးသားမြေကိုဖွင့်ထားရအောင်အာမင်ဒီနေ့မနေ့ကျွန်တော်အနေနဲ့ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ရဲ့ခေါင်းစဉ်လေးကတော့ခါနန်အမျိုးသမီးဤအားကြီးသောယုံကြည်ခြင်းဆိုတဲ့ခေါင်းစဉ်လေးအားဖြင့်ကျွန်တော်အနေနဲ့ဝေမျှသွားခြင်းပါတယ်ခေါင်းစဉ်လေးကတော့ခါနန်အမျိုးသမီးဤအားကြီးသောယုံကြည်ခြင်းဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ကျွန်တော်တို့ဒီလရဲ့ theme ကတော့အားကြီးသောယုံကြည်ခြင်းဖြစ်တယ်။ဘာလဲအားကြီးသောယုံကြည်ခြင်းဟာလေလုယာဆိုတော့ကျွန်တော်တို့အားကြီးတဲ့ယုံကြည်ခြင်းဆိုတဲ့အခါမှာဒါဆိုရင်အားနည်းတဲ့ယုံကြည်ခြင်းလည်းရှိတာလားဒါမှမဟုတ်ရင်အလယ်လက်ဒါမှမဟုတ်ရင်ဟိုမရောက်ဒီမရောက်ယုံကြည်ခြင်းရောရှိနေလားဆိုတာကျွန်တော်တို့စဉ်းစားရမှာဖြစ်တယ်ကျွန်တော်တို့ဒီနေ့အခြေပြုအနေနဲ့ကြမ်းချက်အနေနဲ့ကျွန်တော်အနေနဲ့ဖော်ပြခြင်းတဲ့အရာရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရှင်မတ်တဲ့ခရစ်ဝင်အခန်းကြီး15အငယ်21ကနေပြီးတော့28ကိုအတူတကွဖတ်စီခြင်းနဲ့ရှင်မတ်တဲ့ခရစ်ဝင်အခန်းကြီး15အငယ်21ကနေ28ကိုအတူတကွဖတ်စီခြင်းပါတယ်ယေရှုပြည့်ဒီမှာလဲထိုးထားတဲ့အကြောင်းမို့လို့ကျွန်တော်တို့အတူတကွဖတ်ဖို့လို့ငါကျွန်တော်အနေနဲ့ခေါ်ဖိတ်ခြင်းနဲ့အတူတကွဖတ်ရအောင်တင်းနှစ်သုံးယေရှုသည်ထိုရက်မှထွက်၍သူရူမျိုးနှင့်စီဒုံမျိုး၏ကျေးလက်တို့ကြွတော်မူလင်ခါနန်အမျိုးဖြစ်သောမိန်းမတစ်ယောက်သည်ထိုနယ်စပ်မှထွက်လာ၍ဒါဝိဒ်၏သားတော်ရှင်ကျွန်မကိုတနာတော်မူပါကျွန်မ၏သမီးသည်နတ်ဆိုးနှိပ်စက်ခြင်းကိုပြင်းစွာခံရပါသည်ဟုဟစ်ကြော်တော်လေစကားတခွန်းမှပြန်တော်မမူတပည့်တော်တို့သည်ချင်းကပ်၍ထိုမိန်းမပြန်သွားရသောအခွင့်ကိုပေးတော်မူပါငါတို့နောက်တို့လိုက်၍ဟစ်ကြော်လျက်နေသည်ကိုတောင်းလျှောက်ကြ၏ကိုတော်ကလည်းဣဒေလအမျိုးဝင်ပြောင်းလဲသောတိုးများမှတပါခြားသောအမျိုးရှိရာသို့ငါကိုမစင်လို့ဟုမိန့်တော်မူ၏ထိုမိန်းမသည်ချင်းကပ်၍ဖျားဖို့လျက်ကျွန်မကိုကဲတော်မူပါသခင်ဟုရှောက်ပြန်လင်ကိုတော်ကတား၏အစာကိုယူ၍ခွေးအားမပေးမချအပ်ဟုပြန်ပြောတော်မူ၏မိန်းမကလည်းမှန်ပါ၏သခင်ခွေးမိဒီကမိမိသခင်၏စပွဲမှကြသောစနုပ်စပေါက်ကိုစားမြဲထုံးစံရှိပါသည်ဟုရှောက်ပြန်လင်အိုမိန်းမတင်းသည်ယုံကြည်အားကြီးလာပြီတင်းအလိုရှိသည့်အတိုင်းတင်း၌ဖြစ်စေဟုမိန့်တော်မူ၏ထိုအချိန်မှစ၍ထိုမိန်းမ၏သမီးသည်ကျမ်းမာပကတိဖြစ်လေ၏ဖတ်ရှုတော်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းပေါ်မှာဘုရားရှင်တာရီအသုံးပြုလက်ကောင်းချီးပေးပါစေကျွန်တော်တို့ခဏလောက်ဆုတောင်းစကကြရအောင်မြတ်တော်ရှင်ထာဝရမြတ်စွာဘုရားဒီနေ့ဤနေရာအချိန်နာရီအတွက်အထူးပဲဘုရားရှင်နာမတော်ချီးမြှောက်ပါ၏တန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုတော်ဤနေရာမှာလွတ်လပ်စွာနဲ့လှုပ်ရှားတော်မူပါကြားနာတော်သူအရောက်စီတိုင်းတော်၎င်းကျွန်တော်မှဆို၏အားလုံးရဲ့အသက်တာတော်မှာ၎င်းကိုတော်ရှင်ဘုရား
နှုတ်ကပတ်တော်အားဖြင့်တီဆောက်เสียဖြစ်ပြီးတော့အလာနဲ့အပြန်မတူဘဲနဲ့ဟိုကိုရရှင်ထံမှလာသောစကားပြောခြင်းတို့ထီခြင်းမျက်မှောက်တော်ကိုခံစားပြီးတော့ပြန်သွားဖို့လုံးငါကောင်းကြီးဖြစ်စေဖို့လုံးငါကိုတော်မဆာတော်မူပါဟိုတန်ရှင်တော်ဝီနော်ဖျားဤနေရာမှာလွတ်လပ်စွာနဲ့ကိုတော်လှုပ်ရှားတော်မူပါကိုတော်ကိုကြိုဆိုတယ်ကိုတော်ကိုနေရာပေးတဲ့ဆုတောင်းစက္ကန့်အနံတဲ့ခါမှာမနေ့ယနေ့နောင်ကာလမပြောင်းမလဲတည်ရှိတော်မူသောကယ်တင်ပါရှင်ယေရှုခရစ်တော်ဖျားဤနာမကိုအမိပြု၍အလွန်ယူသည်စွာဖြင့်ဆုတောင်းစက္ကန့်အနံတောင်းလျှောက်ပါ၏ဖပါသခင်အာမင်ဆိုတော့ကျွန်တော်မိကွန်းလေးတစ်ခုလောက်မေးချင်တယ်ယုံကြည်သူတိုင်းမှာယုံကြည်ခြင်းရှိသလားကျွန်တော်နောက်တစ်ခေါက်ထပ်မေးမယ်ယုံကြည်သူတိုင်းမှာယုံကြည်ခြင်းရှိကြသလားဟိုကျွန်တော်နောက်တစ်ခေါက်ထပ်မေးအောင်မယ်ယုံကြည်သူတိုင်းမှာယုံကြည်ခြင်းရှိကြသလားအာမင်ကျွန်တော်တို့ယုံကြည်ခြင်းဆိုတာကကျွန်တော်တို့เนาะဘယ်ကနေစလဲကယ်တင်ခြင်းကနေစတာဖြစ်တယ်အာမင်ကယ်တင်ခြင်းကဘယ်ကနေရလဲယုံကြည်ခြင်းအားဖြင့်ရတာဖြစ်တယ်အေဖက်2:9မှာဘာပြောလဲယုံကြည်ခြင်းအားဖြင့်ယေရှုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရတယ်အာမင်ကျွန်တော်ယုံကြည်သူခရိယန်တိုင်းကယုံကြည်ခြင်းကနေစတာဖြစ်တယ်အာမင်ယုံကြည်ခြင်းရှိလားဆိုရင်ရှိတယ်မရှိဘူးလားရှိတယ်ရှိကိုရှိရမှာမယုံကြည်ခြင်းမရှိဘူးဟဲ့ဆိုရင်တော့ကယ်တင်ခြင်းတော်မှကျွန်တော်တို့ပြန်ဆန်းစစ်ရမှာဖြစ်တယ်ယုံကြည်ခြင်းရှိပါသလားရှိတယ်အာမင်ဒါဆိုရင်ကျွန်တော်အနေနဲ့ထပ်မေးမယ်ကျွန်တော်တို့ဒီလရဲ့ team ကဘာလဲအားကြီးသောယုံကြည်ခြင်းခုနကကျွန်တော်တို့ဖတ်သွားတယ်နော်ခါနန်အမျိုးသမီးကိုတခင်ယေရှုကဘာပြောလဲအိုမိန်းမတင်ဒီယုံကြည်အားကြီးလာပြီတင်ဤယုံကြည်ခြင်းကအလွန်ကြီးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောသွားတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့အသက်တာထဲမှာယုံကြည်အားကြီးတယ်ယုံကြည်ခြင်းအားနည်းတယ်ဆိုတာဟာကိုရောကျွန်တော်တို့စဉ်းစားဘူးလားဒါဆိုရင်ကျွန်တော်တို့ဘာလဲယုံကြည်ခြင်းကျွန်တော်ပြောပြမယ်ကျွန်တော်တို့เนาะခြံထဲမှာမန်ဂျန်ရှာလို့ခေါ်တဲ့အပင်ဒီကျွန်တော်တို့စိုက်ထားတယ်ကျွန်တော်တို့9ပေကြားစီစိုက်ပြီးတော့အတန်းလိုက်အစီကိုလည်းတစ်ချိန်တည်းပဲပြိုးတယ်ပြီးတော့မြေထဲကိုလည်းတစ်ချိန်တည်းပဲကျွန်တော်တို့ချတယ်4-5နှစ်ကြာတဲ့ခါမှာတချို့အပင်တွေကတလောက်လောက်လေးပဲဖြစ်ပြီးတော့တချို့အပင်တွေကအကြီးကြီးဖြစ်နေတယ်ကျွန်တော်အဲ့ဒါလေးကိုစဉ်းစားမိတယ်ကျွန်တော်တို့ယုံကြည်သူတိုင်းမှာယုံကြည်ခြင်းရှိကြတယ်ယုံကြည်ခြင်းရှိခြင်းနဲ့ယုံကြည်ခြင်းအားကြီးခြင်းကတော့မတူပြန်ဘူးခုနကျွန်တော်ပြောသလိုပဲအပင်တိုင်းဟာဗာလဲစိုက်ပျိုးထားတဲ့အပင်တွေဖြစ်ကြပေမဲ့အပင်တိုင်းဟာအနေမြင့်တူမကြီးထွားကြအောင်ယုံကြည်သူတိုင်းဟာယုံကြည်ခြင်းရှိပေမဲ့ယုံကြည်ခြင်းကြီးထွားရင့်ကျက်မှုအားကြီးခြင်းကမတူကြဘူးဆိုတော့ကျွန်တော်တို့ခုနကဖတ်သွားတဲ့နော်ကျမ်းချက်မှာတွေ့ရတယ်ရှင်မသက်ခရစ်ဝင်ထဲမှာဆိုရင်အားကြီးသောယုံကြည်ခြင်းတခင်ယေရှုကိုအံ့ဩစေလောက်တဲ့ယုံကြည်ခြင်းမျိုးကအကြောင်းအရာ2ခုတွေ့ရတယ်အဲ့ဒါဘာလဲဆိုရင်တတ်မှုရဲ့ယုံကြည်ခြင်းယောမတတ်မှုရဲ့ယုံကြည်ခြင်းဖြစ်တယ်သူ့ယုံကြည်ခြင်းကိုလည်းတခင်ယေရှုကအံ့ဩတယ်ပြီးတော့ဒီမှာခါနန်အမျိုးသမီးရဲ့ယုံကြည်ခြင်းတင်ဒီယုံကြည်အားကြီးလာပြီတဲ့အာမင်ဒါဆိုရင်ကျမတို့ရဲ့သက်တာထဲမှာသခင်ယေရှုကငြိမ်းချမ်းမင်းယုံကြည်ခြင်းအားကြီးလာပြီလို့ပြောရလောက်တဲ့ယုံကြည်ခြင်းကျွန်တော်မှာရှိသလားကျွန်တော်ရဲ့ယုံကြည်ခြင်းအဆင့်တန်းကဘလို့ဖြစ်နေလဲအနှိမ့်လားအမြင့်လားအလယ်လက်လားအောက်မှာလားကျွန်တော်တို့အားလုံးစင်ချင်မှုလို့ငါဒီနေ့အားပေးချင်တာဖြစ်တယ်တာမန်ယုံကြည်ခြင်းနဲ့အားကြီးသောယုံကြည်ခြင်းဆိုတာဘာကွာလဲဘာဖြစ်လို့အဲ့လိုပြောလဲဆိုရင်ကျမတို့ကခရိယန်ယုံကြည်သူတိုင်းကယုံကြည်ခြင်းရှိကြတယ်ယုံကြည်ခြင်းရှိလို့ပဲကယ်တင်ခြင်းကိုကျွန်တော်ရတာဖြစ်တယ်ပြီးတော့ယုံကြည်ခြင်းမရှိဘူးဆိုရင်လည်းဖခင်သခင်ရဲ့စိတ်တော်နဲ့မတွေ့နိုင်ဘူးတဲ့ဒါဆိုရင်တာမန်ယုံကြည်ခြင်းဆိုတာကတော့ဖခင်သခင်ကိုယုံကြည်ကိုးစားခြင်းပဲဖြစ်တယ်မှန်ပါတယ်
ယုံကြည်ခြင်းဆိုတာကဖခင်သခင်လှုပ်ပေးနိုင်တယ်ဖခင်သခင်သက်ဆွမ်းနိုင်တယ်ဒါဆိုရင်အားကြီးသောယုံကြည်ခြင်းကရောဘာကိုပြောချင်တာလဲအားကြီးသောယုံကြည်ခြင်းဆိုတာကမမြင်ရသေးရင်တောင်အသက်ရှင်တဲ့ထာဝရဘုရားကိုဆက်ပြီးယုံကြည်ကိုးစားနေတယ်အာမင်အခြေအနေတွေကဘလောက်ပဲစန့်ကျင်ပဲဖြစ်နေပါစေငါဆက်ပြီးယုံကြည်နေမယ်နောက်တစ်ချက်ဆုတောင်းချက်တွေချက်ချင်းအပြေမရသေးရင်တောင်မှငါလက်မလျှော့ဘူးဆိုတာမျိုးဖြစ်တယ်ဟာလေလုယာပြီးတော့ဂတိထားတော်မူသောသူသည်ဂတိတော်အတိုင်းတတ်နိုင်နေဆိုတာကိုစိတ်ဆွဲလန်းနေခြင်းဖြစ်တယ်အာမင်ဟာလေလုယာဟေဘရဲ7အငယ်1မှာဗာပြောလဲယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်တယ်မမြင်သေးသောအရာတို့ကိုတိမတ်ဆွဲလန်းခြင်းအကြောင်းဖြစ်တယ်တဲ့အာမင်ထိုဘုရားရှင်ကိုလက်ခုပ်တီးဘုရားရှင်ကိုနာမတော်ချီးမွမ်းရအောင်ကျွန်တော်တို့ယုံကြည်သူတိုင်းမှာယုံကြည်ခြင်းရှိကိုရှိရမယ်ယုံကြည်ခြင်းရှိလို့ပဲကျွန်တော်တို့ကယ်တင်ခြင်းကိုရတာဖြစ်တယ်ကျွန်တော်တို့ဘလို့ယုံကြည်တယ်ရိုးရိုးတမန်ယုံကြည်ခြင်းပဲလားကယ်တင်ခြင်းရယုံလောက်ပဲလားတမန်ယုံကြည်ခြင်းနဲ့ပဲဘုရားသခင်တန်နိုင်တယ်ဘုရားသခင်ကိုးစားတယ်ဒီလောက်ပဲလားအားကြီးတော့ယုံကြည်ခြင်းဆိုတာကကျွန်တော်တို့ဘယ်လိုအခြေအနေမှာပဲဖြစ်နေပါစေမမြင်ရသေးရင်တောင်မှဆုတောင်းချက်တွေမရသေးရင်တောင်မှဆက်လက်ပြီးတော့ယုံကြည်ကိုးစားနေတာဖြစ်တယ်အာမင်ကျွန်တော်တို့ပုံဥမာလေးတစ်ခုကြည့်ရအောင်သခင်ယေရှုကလူထုနဲ့ထိတွေ့ပြီးတော့တရားဟောခြင်းတွေနော်အနာရောအငြင်းခြင်းတွေပြုလုပ်တယ်အဲ့ဒါနဲ့တပည့်တော်တွေကိုအိုင်တစ်ဖက်ကန်းကိုကူးဖို့အတွက်သခင်ယေရှုကအရင်လွှတ်လိုက်တယ်သူကလူလူတွေနဲ့ထိတွေ့ပြီးတော့တောင်ပေါ်တက်ပြီးတော့ဆုတောင်းနေတယ်တယောက်တည်းသူအချိန်ယူပြီးဆုတောင်းနေတယ်တပည့်တော်တွေကလှေနဲ့သွားတဲ့ခါမှာအိုင်အလဲမှာလေမတင်တဲ့ခါမှာတဲ့သူတို့လိုက်ဒီအိုင်အလဲမှာသူတို့ကရက်နေတာဖြစ်တယ်အဲ့ဒီအချိန်မှာလည်းဘာဖြစ်လဲလေမုန်တိုင်းကလည်းလာနေတာဖြစ်တယ်လေမုန်တိုင်းကလည်းကြာရောက်နေတာဖြစ်တယ်လိုင်းကြီးတယ်မုန်တိုင်းတိုက်နေတယ်သူတို့သွားချင်တဲ့အရာကဒီဘက်မုန်တိုင်းကဒီဘက်ဆိုတော့ဘာလုပ်နေကြမုန်တိုင်းသူတို့အဲ့ဒီခေတ်ကာလဆိုရင်ကျွန်တော်တို့သွားတဲ့ခါမှာလှော်တယ်ပြီးရင်ရွက်လှေနဲ့ရွက်ကိုလွှင့်ပြီးတော့သွားတာဖြစ်တယ်လေမတင်တော့ကြောက်တဲ့လေမတင်တဲ့ခါမှာသူတို့ကဘာဖြစ်လဲအိုင်ရဲ့အလဲမှာရက်နေတယ်အဲ့ဒီအချိန်မှာသခင်ယေရှုကတမန်ကျမ်းစာမှာဗာရေးထားရဲဆိုရင်ည3ချက်သီးအကျော်အချိန်တွင်အချိန်၌တဲ့ယေရှုကအိုင်ပေါ်မှာဆက်တော်ပြန်လျက်တပည့်တော်တို့ရှိရာတို့ကြွလာတယ်ဆိုပြီးတော့ဖော်ပြထားတာကျွန်တော်တွေ့ရတာဖြစ်တယ်ဒါဆိုရင်ည3ချက်သီးကျော်ဆိုတဲ့ခါမှာကျွန်တော်တို့ဒီနေ့ခေတ်နာရီနဲ့ကြည့်မယ်ဟေးဆိုရင်အဲ့ဒီခေတ်ကာလလုံးကကျွန်တော်တို့အချိန်ညအချိန်ကို4ပိုင်းခွဲထားတာဖြစ်တယ်မနေ့6ကနေပြီးတော့9နာရီကနေ12နာရီ12နာရီကနေ3နာရီ3နာရီကနေမနေ့6နာရီဒါဆိုရင်ဒီမှာ3ချက်နော်3ချက်တီးကြော်ချိန်ဆိုတဲ့ခါမှာဖြစ်နိုင်ချေကတော့ဘာဖြစ်သွားလဲမနေ့အစောကြီး3နာရီနောက်ပိုင်းဖြစ်မယ်တင်တယ်ဆက်တော်ဖြန့်ပြီးတော့ကြွလာတဲ့ခါမှာတပည့်တော်တွေကဘာလို့ထင်လဲပုတ်တစေဆိုပြီးတော့ထင်ကြတာဖြစ်တယ်သူတို့တွေကြောက်လန့်ကြတယ်သခင်ယေရှုကပြောတယ်မကြောက်နဲ့ငါပင်ဖြစ်တယ်ငါဖြစ်တယ်အော်ဒါဆိုရင်ရေပေါ်မှာလာတဲ့ခါမှာသခင်ယေရှုကရေပေါ်မှာလမ်းလျှောက်ပြီးလာတဲ့ခါမှာပေတရုကကျွန်တော်လေလာချင်တယ်အေးအဲ့ဒါဆိုရင်လေလာခဲ့ပေတရုကဘာလို့သွားလဲရေပေါ်မှာလမ်းလျှောက်ပြီးတော့သခင်ယေရှုစီကိုသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတာဖြစ်တယ်အဲ့ဒီအချိန်မှာပေတရုကဘာဖြစ်လဲဘေးပညာကိုကြည့်လိုက်တဲ့ခါမှာလှိုင်းတွေလေမုန်တိုင်းတွေကိုမြင်တဲ့ခါမှာရေထဲကိုဘာလို့သွားလဲနစ်သွားတာဖြစ်တယ်အဲ့မှာကိုရောကယ်ပါဆိုတဲ့ခါမှာသခင်ယေရှုကအချက်ချင်းပဲလက်ကိုဆန့်တန်းပြီးတော့ပေတရုကိုဆွဲတင်တာဆိုတာတွေ့ရတယ်ဆွဲတင်တာနဲ့သူဘာပြောလိုက်တယ်အောင်းမေးလေယုံကြည်အားနေတော်သူအဘဲကြောင့်ယုံမှားတော့စိတ်ဝင်တနည်းဆိုပြီးတော့ပြောတာဖြစ်တယ်ဆိုတော့ပေတရုကယုံကြည်လို့ရေပေါ်မှာလမ်းလျှောက်သွားတာဖြစ်တယ်လမ်းလျှောက်လိုက်တာဖြစ်တယ်ဘာကိုယုံကြည်လဲခရစ်တော်ယေရှုရဲ့မိန့်မာချက်လာခဲ့သူလျှောက်သွားတယ်တကယ်လဲသူလျှောက်နိုင်ခဲ့တယ်ဒါပေမဲ့သူလျှောက်နေရင်လည်းဗာကြည့်လိုက်တယ်ဘေးပင်ညာကြည့်တဲ့ခါမှာလှိုင်းတွေမုန်တိုင်းတွေတန်တရားစိတ်ဝင်သွားတယ်
တန်တရားစိတ်ဝင်သွားတဲ့အချိန်မှာသခင်ယေရှုကပေတရုကိုပြောလိုက်တယ်ယုံကြည်အားနေတော်သူဆိုတော့ကျွန်တော်တို့အချက်လောက်လေးစဉ်းစားကြည့်အောင်ပေတရုကယုံကြည်ခဲ့ပါတယ်လှိုင်းတဘိုးနဲ့မှုန်တိုင်းတွေကိုကြည့်တဲ့အခါမှာသူ့မှာယုံမှတော့စိတ်ဝင်သွားတဲ့အခါမှာသူ့ကိုသခင်ယေရှုကအားနေတော်သူလို့သတ်မှတ်လိုက်တာဖြစ်တယ်ဆိုရင်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာစဉ်းစားကြည့်အောင်အားကြီးသောယုံကြည်ခြင်းနဲ့အားနည်းသောယုံကြည်ခြင်းဆိုတဲ့နှစ်ခုကိုကျွန်တော်တို့ရှင်ပြီးတော့စဉ်းစားရအောင်ကျွန်တော်တို့ခုနဖတ်သွားတဲ့ခါနာန်အမျိုးသမီးရဲ့ယုံကြည်ခြင်းကိုသခင်ယေရှုကဘယ်လိုချီးမွမ်းထားလဲသင်သည်ယုံကြည်အားကြီးလှပြီဟာလေလုယာတစ်ဖက်မှာတော့ပေတရုကိုဘယ်လိုပြောလိုက်တယ်ယုံကြည်အားနည်းတော်သူဘာကြောင့်ယုံမှားတော့စိတ်ကိုဝင်တနေတဲ့ဆိုတော့ဘာကွာလဲဘာဖြစ်လို့ကွာသွားတယ်ဘာတွေပြောနေတာလဲကျွန်တော်စဉ်းစားရမှာဖြစ်တယ်ရှင်းရှင်းလေးပဲယုံကြည်ခြင်းအားနေတော့သူကဘာကိုကြည့်လဲဘေးပတ်ဝန်းကျင်ဖြစ်တဲ့အခက်ခဲတွေပြဿနာတွေကိုကြည့်ပြီးတော့ဖခင်ရဲ့မိန့်မာချက်တွေကိုတတိလွတ်သွားတာဖြစ်တယ်ခါနဲ့အမျိုးသမီးကတော့မလျှော့သောဇွဲနဲ့သူကတော့သခင်ယေရှုကြီးကိုပဲတစ်ချိန်လုံးအာယုံစူးစိုက်ပြီးတော့တောင်းဆိုနေတာဖြစ်တယ်ကြည်နေတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့လို့အဲ့လိုယုံကြည်ခြင်းမျိုးကအလွန်ရှားတယ်ရှင်မဿဲခရစ်ဝင်ကျမ်းထဲမှာနှစ်ချက်အနေနဲ့တွေ့ရတာခုနကျွန်တော်ပြောပြီးပြီတတ်မှုရဲ့ယုံကြည်ခြင်းနဲ့ခါနာန်မျိုးသမီးရဲ့ယုံကြည်ခြင်းကိုအထူးဖော်ပြထားဆိုကျွန်တော်တွေ့ရတာဖြစ်တယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်ကြည့်ရအောင်အဲ့ဒါဘာလဲဆိုရင်အာဗြဟံရဲ့အသက်တာအာဗြဟံကသူ့အနေနဲ့ဘုရားသခင်ကသူ့ကိုဗျာဒိတ်တော်ပေးထားတယ်တင်ကလူမျိုးတကာတို့ရဲ့လူမျိုးတို့ရဲ့အဘဖြစ်ရမယ်ဆိုတဲ့ဟာကိုဂတိပေးထားပြီးသားအာဗြဟံကဒီဟာကိုယုံကြည်မျှော်လင့်နေတယ်ကျွန်တော်တို့ယောမအခန်းကြီး4အငယ်18 21မှာဖတ်သွားရင်ကျွန်တော်ပို့ပြီးတွေ့ရမှာဖြစ်တယ်အာဗြဟံကယုံကြည်အားကြီးသည်ဖြစ်၍တဲ့စကားလုံးကိုသုံးထားတာတွေ့ရတယ်ယုံကြည်အားကြီးသည်ဖြစ်၍သူ့ရဲ့အသက်တရားဖြစ်တာကိုလည်းသူကခေါင်းထဲမှာမထားဘူးသူခန္ဓာကိုယ်အသေးဖြစ်တယ်ဆိုတာကိုလည်းခေါင်းထဲမှာမထားဘူးသူ့ရဲ့ဇနီးဖြစ်တဲ့ဆာရာခင်မွန်းတယ်ကလည်းဝမ်းတေချောင်းကိုလည်းသူဘာမှမအောင်မေးဘူးယုံမားတော့စိတ်နဲ့သူကခင်းနေတဲ့ဘာဝဲသူတွေးတောနေလဲဆိုရင်ဖယားသခင်ရဲ့ဂတိတော်ကိုပဲသူတွေးနေတာဖြစ်တယ်ဂတိတော်ကိုပဲသူစဉ်းစားနေတာဖြစ်တယ်ဂတိထားတော်မူတော့သူကဂတိတော်တိုင်းတတ်နိုင်တယ်ဆိုတာကိုပဲစိတ်ဆွဲလန်းနေတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့လို့ယုံကြည်အားကြီးတော်သူကဖယားသခင်ရဲ့ဂတိတော်မိမ့်မာချက်တွေကိုပဲအစဉ်ဆွဲလန်းနေတယ်ကျွန်တော်ကိုဂတိပေးတဲ့ဘုရားရှင်ကဂတိထားတဲ့အတိုင်းတတ်နိုင်တယ်ဆိုတာကိုအမြဲတမ်းမှတ်ရှုနေတာဖြစ်တယ်ရှိရှုနေတာဖြစ်တယ်ဟာလေလုယာအာဗြဟံကဘုရားသခင်ကသူ့ကိုသားပေးမယ်လို့ဂတိပြုတယ်ဒါပေမဲ့သူရင်ဆိုင်နေရတဲ့ပြဿနာတွေကဘာလဲအသက်တရားလောက်ရှိနေပြီသူ့ဇနီးဆာရာလည်းမြုံနေတယ်လူအနေနဲ့ကြည့်ရင်ဘလို့မှမဖြစ်နိုင်တော့ဘူးဒါပေမဲ့အာဗြဟံဘာဖြစ်လဲဆက်လက်ယုံကြည်နေစေပဲဖြစ်တယ်ဆက်လက်ဆွဲလန်းနေတော့ပဲဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါကြောင့်မို့လို့ကျွန်တော်တို့အားနေတဲ့ယုံကြည်ခြင်းကပါတယ်အဖြစ်အပျက်အခြေအနေတွေကိုပဲကြည့်တာအားကြီးတဲ့ယုံကြည်ခြင်းကတော့ဖယားသခင်ရဲ့ဂတိတော်မိမ့်မာချက်သက်ဆွမ်းနိုင်ခြင်းကိုပဲအမြဲတမ်းကြည့်တာဖြစ်ပါတယ်ဟာလေလုယာဒါဆိုရင်တင်းရဲ့သက်တာထဲမှာကျွန်တော်တို့ရဲ့သက်တာထဲမှာဆင်ခြင်ရမယ့်အရာတွေဖြစ်တယ်ဒီဟာတွေကကျွန်တော်တို့ကအခြေအနေတွေပေါ်မူတည်ပြီးတော့လှုပ်ရှားနေတဲ့သူလားအခြေအနေတွေပေါ်မှာကြည့်ပြီးတော့ဘုရားကိုယုံကြည်နေတာလားတို့မဟုတ်ရင်ဘုရားသခင်မိန့်မာထားတဲ့ဂတိတော်မိန့်မာချက်နှုတ်ကပတ်တော်ကိုပဲအစဉ်ဆွဲလန်းနေတော့သူလားကျွန်တော်တို့ဆင်ခြင်အောင်ပေးရမှာဖြစ်ပါတယ်ဟာလေလုယာအာမင်ဆိုတော့ဒီမှာကျွန်တော်တို့ခုနကျမ်းချက်ကိုကျွန်တော်တို့ပြန်သွားရအောင်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီလရဲ့ team ကတော့အားကြီးတော့ယုံကြည်ခြင်းအခြေပြုကျမ်းပိုက်အနေနဲ့ကျွန်တော်တို့မဿဲအခန်းကြီး8အငယ်10ဖြစ်တယ်ပြီးတော့နောက်တစ်ခုကျတော့မဿဲအခန်းကြီး15အငယ်28ဖြစ်တယ်ဆိုတော့ဒီမှာကြည့်မယ်ဟေးဆိုရင်ယောမတက်မှုရဲ့ယုံကြည်ခြင်းနဲ့ခါနာန်အမျိုးသမီးရဲ့ယုံကြည်ခြင်းဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်သူတို့နှစ်ယောက်လုံးကတပါးအမျိုးသားတွေဖြစ်တယ်ဣသရေလအမျိုးသားတွေမဟုတ်ဘူးဒါပေမဲ့သူတို့မှာရှိနေတဲ့အစည်းသားတွေကိုကြော်ဖြတ်ပြီးတော့ဖယားသခင်ပြုတဲ့တခင်ယေရှုပြုတဲ့နမိတ်လက္ခဏာကိုစီခံစားရတော်သူတွေဖြစ်တယ်တမှုရတော့ဗာလဲသူ့ရဲ့ငယ်သားကျမ်းမာခြင်းရတာဖြစ်တယ်ခန္ဓာအမျိုးသမီးကတော့သူ့ရဲ့သမီးနတ်ဆိုးနှိပ်စက်ခြင်းကနေပြီးတော့
လွတ်ချင်းချမ်းသာခွင့်ရတာဖြစ်တယ်အာမင်ဆိုတော့ဒါဆိုရင်ကျွန်တော်ပြန်ကြည့်ရအောင်ခါနန်အမျိုးသမီးဆိုတာကဘယ်တူလဲဘယ်ကနေယုတ်တရက်ပေါ်လာတာလဲကျွန်တော်ခုနကအရှိမကျွန်တော်ဖတ်သွားပြီးပြီရှေ့မှာကျွန်တော်ဖတ်သွားပြီးပြီနေဆက်ကနေတခုကနေပေါ်လာပြီးတော့ဘလို့អော်လဲဒါဝိဒ်သားတော်ရှင်ကျမကိုတနာပါကျမရဲ့သမီးကနတ်ဆိုးနှိပ်စက်ခြင်းနဲ့ပြင်းစွာတော့ဝေဒနာခံစားနေရတယ်တဲ့။အော်ဟစ်ပေမဲ့သခင်ယေရှုကတုတ်ပြန်လားမတုတ်ပြန်ဘူးဘာမှမတုတ်ပြန်ဘူးဘာဖြစ်လို့လဲကျွန်တော်တမိုင်းကြောင်းရှိတယ်ခါနန်အမျိုးသမီးတွေနဲ့ခါနန်လူမျိုးတွေနဲ့ဂျူးလူမျိုးတွေရဲ့တမိုင်းကအရှိကြီးပဲရန်ညိုးရန်စားကတမိုင်းနဲ့ရှိပြီးသူတို့ချိကြတာဖြစ်တယ်ဒါကြောင့်မို့လို့သူတို့ကဒီခါနန်အမျိုးတွေနဲ့ဣသရေလအမျိုးဆိုတာကလုံးဝမဆက်ဆံတဲ့အမျိုးတွေဖြစ်တယ်တပါးအမျိုးသားဖြစ်တယ်အပြင်လူတွေဖြစ်တယ်ဣသရေလလူမျိုးတွေကသူတို့ကိုညှဉ်းညူတော့သူဖခင်ရဲ့ဗြေညင်နဲ့တက်ဆိုင်တဲ့လူမဟုတ်ဘူးလို့ဆိုပြီးတော့သူတို့ကိုဖယ်ထားတဲ့သူတွေဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်လူအနေနဲ့ကျွန်တော်ကြည့်မယ်ဟေ့ဆိုရင်သူတို့မှာဘာအခွင့်အရေးမှမရှိဘူးဘာတောင်းဆိုပိုင်ခွင့်မှမရှိဘူးဒါပေမဲ့ခါနန်အမျိုးသမီးကဘာလုပ်လဲလာပြီးတော့ဇွတ်ပဲเนาะဒီကိစ္စစကားပြောမယ်ဆိုရင်ဇွတ်ပဲလာတောင်းဆိုတာဖြစ်တယ်ဒါကြောင့်မို့လို့အားကြီးတဲ့ယုံကြည်ခြင်းဆိုတာကဖခင်သခင်ထံကနေအဖေမရမချင်းလက်မလျှော့တော့ဇွဲနဲ့တောင်းလျှောက်တတ်တာဖြစ်တယ်အာမင်အားကြီးသောယုံကြည်ခြင်းဆိုတာကဖခင်သခင်ထံကနေအဖေမရမချင်းမလျှော့တော့ဇွဲလုံးလားနဲ့တောင်းလျှောက်နေတာကိုဆိုလိုခြင်းဖြစ်တယ်နောက်တစ်ခုအနေနဲ့အားကြီးသောယုံကြည်ခြင်းဆိုတာကငါမခံထိုက်ဘူးငါခံထိုက်တယ်လို့ဆိုတဲ့အချက်ပေါ်မှာအခြေခံတာမဟုတ်ဘူးအားကြီးသောယုံကြည်ခြင်းဆိုတာကငါခံထိုက်တယ်လို့ဆိုတဲ့အချက်ပေါ်မှာအခြေခံတာမဟုတ်ဘူးဘာမှအခြေခံလဲဆိုရင်ဖခင်သခင်ရဲ့ဂရုဏာပေါ်မှာပဲအခြေခံတာဖြစ်တယ်ဟာလေလုယာယေရှုတော်ဂရုဏာတော်ပေါ်မှာအခြေခံတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ခါနန်အမျိုးသမီးကိုကျွန်တော်ကြည့်မယ်ဟေးဆိုရင်ခါနန်အမျိုးသမီးကသူမခံထိုက်ဘူးတပါးအမျိုးသားဖြစ်တယ်ဒါပေမဲ့ကျမကိုဂရုဏာယေရှုတော်တခုလေးပဲပြုပါဆိုပြီးတော့သွားပြီးတော့တောင်းဆိုရဲဆိုတာကိုကျွန်တော်တွေ့ရတယ်နောက်တစ်ချက်အနေနဲ့ကြည့်မယ်ဟေးဆိုရင်အားကြီးသောယုံကြည်ခြင်းဆိုတာကကျွန်တော်တို့ကြီးမားတဲ့လိုအပ်ချက်ကနေပြီးတော့ကျွန်တော်တို့စတင်တယ်ဆိုတာကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့ဒီမှာခါနန်အမျိုးသမီးရဲ့နော်အခက်အခဲပြဿနာပါလေသူ့ရဲ့သမီးကနတ်ဆိုးနှိပ်စက်ခြင်းကိုရိုးရိုးတော့မဟုတ်ဘူးနော်ပြင်းစွာခံရတယ်တဲ့ဝါဒီမှာကျွန်တော်စဉ်းစားကြည့်တယ်မိခင်တယောက်ရဲ့ခံစားချက်ကဘယ်လောက်ထိတောင်ပြင်းထန်နေမလဲဘယ်လောက်ထိတောင်ပူဆွေးတော့ကရောက်နေမလဲဆိုတဲ့အရာကိုကျွန်တော်စဉ်းစားမိတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာမိခင်ဖခင်တချို့လည်းရှိပါတယ်နော်ဆိုတော့မိခင်ဖခင်တို့ရဲ့နော်မိဘအမြတ်တာကိုကျွန်တော်တို့ပုံဖော်ပြီးကျွန်တော်ပြောမယ်ဟေးဆိုရင်နောက်ထပ်ကျွန်တော်တို့ပြောစရာအများကြီးရှိတယ်လုံရင်းတို့ရှင်းပြောမယ်ဟေးဆိုရင်မိခင်တယောက်ကကိုယ့်ရဲ့သားသမီးကိုအလွန်ပဲချစ်တာဖြစ်တယ်သူ့ရဲ့ရင်သွေးလေးကိုအယုံပဲချစ်တာဖြစ်တယ်ကျွန်တော်ဆိုရင်ကျွန်တော်ဇနီးတဲ့နဲ့အိမ်မှာတခါတလေကလေးကတိတ်ထားတဲ့ခါမှာအေကန်ထဲမှာဘယ်ချိန်မှလည်းမသိဘူးမျက်နှာကိုခြင်ကိုက်သွားတာကလေးကငယ်ပါသေးတယ်ခြင်ကိုက်တာပါးမှနီးရဲပြီးတော့ဘူးပြီးဖြစ်သွားဟဲကျွန်တော်ကလည်းအဖေရဲ့ဂရုဏာဒေါတာပေါ့နော်အဖေရဲ့ဂရုဏာနဲ့ဘာလို့ခြင်ကိုက်စေတာလဲကျွန်တော်စိတ်တူတာထက်မိခင်ဖြစ်တဲ့ကျွန်တော်အမျိုးသမီးကပို့ပြီးတော့ तू ကစိတ်ကိုပို့ပြီးတော့စိတ်တူတာဖြစ်တယ်နဲ့ဘာလို့လဲခြင်မကိုက်ရအောင်နောက်ဘယ်လိုလုပ်မလဲဆိုတဲ့အရာကိုကျွန်တော်ဆင်ခြင်ချတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ကအစိုးဖြစ်လျက်နော်ကျွန်တော်တို့အစိုးဖြစ်လျက်ကိုယ့်ရဲ့သားသမီးကိုကောင်းစေခြင်းနဲ့ကောင်းတဲ့အရာပဲရစေခြင်းနဲ့ဆိုရင်ထာဝရဘုရားဗာပြောလဲကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့ဘာဒီသင်တို့ကိုတာ၍ဟာလေလုယာကောင်းကြီးပေးမယ်တာ၍ကြည့်ရှုမယ်တာ၍ပြုစုမယ်လို့ပြောတာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဒါကဘုရားရဲ့ဂတိတော်ဖြစ်တယ်ဒီမှာကျွန်တော်ကြည့်မယ်ဆိုရင်မိခင်တယောက်ရဲ့ခံစားချက်ကိုကျွန်တော်ကြည့်ရမယ်ဆိုရင်သူ့ရဲ့သမီးလေးတို့ကသူကဘာလုပ်လဲသခင်ယေရှုစီမှာသွားပြီးတော့တောင်းလျှောက်တာဖြစ်တယ်သူ့ရဲ့ဝင်တော့ဝင်ပိုးတွေကိုသခင်ယေရှုစီမှာသွားပြီးတော့ချပြတာဖြစ်တယ်ဘာဖြစ်လို့လဲဒီကိစ္စကသူကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ပြဿနာမဟုတ်ဘူးကိုယ်တိုင်ဖြေရှင်းနိုင်တဲ့အခြေအနေမျိုးမဟုတ်ပါဘူးတခါတလေမှာဖခင်သခင်ပေါ်မှာလုံးမိခိုအားထားဖို့လုံးကတချို့တော့ပြဿနာတွေကိုကျွန်တော်တို့ဖြေရှင်းလို့ရတဲ့အထဲမှာမထားရဘူးဘာဖြစ်လို့လဲဖခင်သခင်ကိုလုံးကျွန်တော်တို့လုံးဝအုတ်တုံ
ယုံကြည်ကိုးစားဖို့အတွက်တချို့သောပြဿနာတွေကိုကျွန်တော်တို့ကိုတွေ့ကြုံစေတာဖြစ်တယ်ဒါကြောင့်မို့လို့ဒီမှာကြည့်မယ်ဟေ့ဆိုရင်ခါနန်အမျိုးသမီးကသူ့ရဲ့ပြဿနာကသူဖြေရှင်းလို့မရဘူးဘသူပဲဖြေရှင်းပေးနိုင်မယ်ဆိုတာသူယုံကြည်လဲဒါဝိဒ်ဤသားတော်သခင်ယေရှုကသာလင်ဒီကိစ္စကိုဖြေရှင်းပေးနိုင်တယ်ဆိုတာကိုသူယုံတယ်သူ့ပြဿနာကအကြီးကြီးပဲသူဘာမှသူမလုပ်နိုင်ဘူးအကြီးကြီးပဲဒါကြောင့်မို့လို့ကျွန်တော်တို့ယုံကြည်ခြင်းအားကြီးတဲ့ဆိုတဲ့အခါမှာအားကြီးတော့ယုံကြည်ခြင်းဆိုတာကဒီပြဿနာကြီးကြီးကနေပြီးကျွန်တော်စတင်တာဆိုတာလည်းကျွန်တော်တွေ့ရတာဖြစ်တယ်အဲ့ဒီမှာကြည့်မယ်ဆိုရင်နောက်တဲ့ဥပမာအနေနဲ့ဟာနဆိုတာက prophet ရှင်မွေလရဲ့မိခင်ကိုပြောတာနော်ဒီနေ့ခေတ်မှာဟာနတွေအများများတော့နော်ဆိုတော့ဟာနက तू ကတားမရဘူးခင်မုန်းတွေကသူ့ကိုအများကြီးဂရုစိုက်ပြီးမဲ့ तू ကတားယောက်ျားကလေးမွေးရတော့အခွင့်ကိုသူ့မှာမရဘူးမရတဲ့ခါမှာဟာနကဘလောက်တောင် तू ကနော်ဖြစ်လဲဆိုရင်တမန်ကျမ်းစာထဲမှာဘယ်လိုဖော်ပြထားလဲဆိုရင်စိတ်ညှိုးငယ်ပြီးတော့မျက်ရည်များစွာကြာလျက်တဲ့ထာဝရဘုရားစီမှာ तू ဆုတောင်းတယ်တဲ့ဒီကိစ္စကဘုရားပဲတတ်နိုင်တယ်ဘုရားပေးမှရမယ်ကျွန်တော်တို့အားကြီးတော့ယုံကြည်ခြင်းဆိုတဲ့အခါမှာတချို့တော့အခြေအနေမှာကျွန်တော်တို့ကင်တွယ်လို့မရတယ်ကျွန်တော်ရဲ့လက်ထဲမှာမဟုတ်တဲ့အခြေအနေတစ်ခုမှရှိနေတတ်တယ်ကြီးမားတဲ့ပြဿနာတစ်ခုနောက်တစ်ခုကျွန်တော်ကြည့်ရအောင်ယာဣရုဆိုတဲ့ခေါ်တဲ့နော်တယောက်ကတရားစရက်မူကသခင်ယေရှုစီကိုလာပြီးတော့သူ့သမီးငယ်လေးကတေလူနီးပါးရှိပြီသခင်ယေရှုဖျားကြွပြီးတော့သခင်ကျွန်တော်သမီးလေးကိုကျမ်းမာခြင်းပေးပါဆိုပြီးတော့လာတောင်းလျှောက်တယ်ဆိုတာတွေ့ရတယ်ဆိုတော့ယာဣရုကတရားစရက်မူပဲဒီနေ့ခေတ်ပြောမဲ့ဟေးဆိုရင်ကျွန်တော်တို့ဘာသာရေးခေါင်းဆောင်နေပဲဘာသာရေးလုပ်နေတဲ့သူပဲဒီပြဿနာကသမီးရဲ့နော်တေလူနီးပါးဖြစ်နေတဲ့ခံစားချက်တွေမကျမ်းမာခြင်းကသူကင်တွယ်မနိုင်ဘူးကင်တွယ်နိုင်တဲ့အရာမဟုတ်ဘူးသခင်ယေရှုစီကိုလာတဲ့ခါမှာသူ့သမီးလဲကျမ်းမာခြင်းခွင့်ဘုရားကပေးတာဖြစ်တယ်နောက်တစ်ယောက်ကျွန်တော်ကြည့်မယ်ဟေ့ဆိုရင်ဘာတိမဲကသူကဘာတူလဲဆိုရင်မျက်စိကန်းတော်သူဖြစ်တယ်သခင်ယေရှုရဲ့တည်င်းတော်ကိုသူကြားတဲ့အခါမှာသခင်ယေရှုကသူ့ကိုကျမ်းမာခြင်းမျက်စိမြင်ရတော့ခွင့်ကိုပေးနိုင်တယ်ဆိုတာကိုသူလုံးဝယုံကြည်တာဖြစ်တယ်တရက်သခင်ယေရှုကဖျက်သွားတာကိုကြားတဲ့အခါမှာသူဘလို့အော်လဲဒါဝိဒ်သားတော်ယေရှုကျွန်ုပ်ကိုကယ်မတော်မူပါသူ့ကိုလည်းဘာလုပ်လဲဘေးပတ်ဝန်းကျင်ဟဲ့တိတ်နေမအော်နေနဲ့သူဘသူဘာလုပ်လဲဆက်ပြီးတော့အော်နေတယ်ဒါဝိဒ်သားတော်ကျွန်ုပ်ကိုကယ်မတနာတော်မူပါဆက်ပြီးအော်ဟစ်နေတယ်နောက်ဆုံးသခင်ယေရှုကဘာလုပ်ပေးခဲ့လဲမျက်စိပြန်မြင်စေဆိုပြီးတော့ပြောခဲ့တာဖြစ်တယ်တင်ဤယုံကြည်ခြင်းကတင့်ကိုမြင်စေပြီတဲ့အာမင်ဟာလေလုယာဒါကြောင့်မို့လို့ကျွန်တော်တို့အသက်တာထဲမှာတချို့သောအခြေအနေကပြဿနာတွေကကြီးလေတင်းရဲ့ယုံကြည်ခြင်းအားကပိုကြီးရလေပဲကျွန်တော်ဒီနေ့မနေ့စဉ်းစားပါသေးတယ်မနေ့ကလည်းကျွန်တော်စဉ်းစားတယ်ဝိတ်တုံးလေးကျွန်တော်ယူလာမလို့နော်တဲချတာမလွယ်ဘူးကျွန်တော်တို့ gym ဆော့တဲ့ခါမှာကျွန်တော်တို့နော် 10kg 20kg ကျွန်တော်မတယ်ကျွန်တော်လွန်ခဲ့တဲ့တောက်ကြနေ့ကကျွန်တော်ဆူတောင်းမှလည်းကျွန်တော်ပြောပြဘူးတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ကြာပါပြီလွန်ခဲ့တော့အဲ့တော့ကတော့အိမ်တော်ပြုတ်လူငယ်ပဲငါအားရှိတယ်ဆိုပြီးတော့ကျွန်တော်တို့ gym သက်ဆော့ကြတယ်ဆော့ကြတော့ကျွန်တော်မလိုက်တယ်ပုံမှန်ပြဟာပေါ့တယ်ကွာဆိုပြီးတော့ကျွန်တော်အလေးကိုကျွန်တော်တိုးပြီးတော့ကျွန်တော်မတယ်ကျွန်တော်တကယ်နဲ့မရမယ့်အချိန်ကစုစုပေါင်း10ချက်ဖြစ်တယ်အဲ့ဒီ weight ကိုကျွန်တော်မလိုက်တယ်ရမ်းလေးတယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်လောက်ကြတော့ကျွန်တော်ဘာဖြစ်သွားလဲဆိုတော့မူးသွားတယ်မူးပြီးတော့မိုက်ကနေဖြစ်ပြီးတော့မယုံမသိအနောက်ကိုသွားပြီးတော့ကျွန်တော်အော့အန်တော့တယ်ကျွန်တော်ဘာကိုတတိယသွားစီလဲဆိုရင်ကျွန်တော်တို့နော်အလေးမအားကစားဆိုတာကချက်ချင်း100ကီလိုချက်ချင်းမတာမဟုတ်ဘူး30မတယ်တလား2လား3လား20တလား2လား3လား40 50 60အဲ့လိုမျိုးနဲ့ဘာလို့ရလဲဖြည်းဖြည်းပြီးတိုးသွားတဲ့ခါမှာကီလို100ကီလို200အထိနော် kg အထိကျွန်တော်တို့အများကြီးမနိုင်တာဖြစ်တယ်ရုပ်တရက်ကျွန်တော်တို့အလေးကြီးကိုအများကြီးနဲ့တပြိုင်နဲ့မလိုက်ရင်အခက်မသိကျွန်တော်တို့နော်ကောင်းကင်နိုင်ငံတော်ရောက်သွားနိုင်တယ်ကျွန်တော်ဘာကိုပြောချင်လဲဆိုရင်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကဘုရားသခင်ကလေကျွန်တော်ပြောပြမယ်ဒီမှာရှိတဲ့မိတ်ဆွေတွေကို
ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့တက်တဲ့ခံမှာဆိုရင်အားလုံးထွက်လာမှာဖြစ်တယ်အားလုံးရှိကြတယ်အားလုံးတွေ့ကြုံမှုလိမ့်မယ်တချို့ကျတော့ကျမ်းမာရေးတချို့ကျတော့ငွေကြေးကျွန်တော်ပညာရေးเนาะအလုပ်ကိုင်းသွားရင်လာရင်เนาะကျွန်တော်တွေ့ကြုံရတဲ့အခက်အခဲဟိုကျွန်တော်တို့ပြောမစဝิญဉ်ရေးရမှလည်းပြောမယ်ဟေ့ဆိုရင်ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးဘုရားသခင်ပြုခဲ့တဲ့အရာတွေကိုကျွန်တော်တက်တဲ့ခံမှာဆိုအရောက်စီတိုင်းရှိတာဖြစ်တယ်အရောက်စီတိုင်းဖြစ်တာရှိတယ်အရောက်စီတိုင်းရှိနေတာဖြစ်တယ်အာမင်တက်တဲ့ခံစရာအများကြီးရှိမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဘာပြောချင်လဲဆိုရင်ကျွန်တော်တို့ယုံကြည်ခြင်းကိုဘုရားကလည်းပဲလေနေ့တိုင်းတွေးတယ်နော်နေ့တိုင်းတွေးတယ်မယိုးရအောင်ဘုရားသခင်ကလေဘာလုပ်လဲ level ကိုတဖြည်းဖြည်းနဲ့ဆွဲတင်နေတာဖြစ်တယ်ဟာလေလုယာနောက်တစ်ယောက်ကျွန်တော်တို့ကြည့်အောင်တွေးတွန်တာဆွဲတဲ့အမျိုးသမီးသူကသခင်ယေရှုရဲ့ဘဝတော်ကိုတိုးရရင်ငါချမ်းသာရပြီဆိုတဲ့ယုံကြည်ခြင်းသူ့မှာရှိလာတာဖြစ်တယ်သူ့ရဲ့ပြဿနာကဘာလဲ12နှစ်လုံးကျွန်တော်တွေးတွန်တာဆွဲပြီးတော့သူ့ရဲ့ဥစ္စာရှိသမျှနဲ့ကုန်နေတဲ့ပြီးတော့စေးသမားရဲ့လက်ထဲကနေများစွာတော့ဒဏ်ကိုလည်းခံရတယ်ကျွန်တော်စေးစရာတွေလည်းကျွန်တော်တို့စေးစရာတိုင်းကတော့ကျွန်တော်ယုံရမှာမဟုတ်ဘူးเนาะစေးစရာတွေကလည်းကျွန်တော်တို့เนาะလူနာတွေကိုအစမ်းတက်ခံပြစ်ပြီးတော့လူနာတွေကပို့ပြီးတော့ခံရတယ်တဲ့အမှလည်းသူကခံထားရတယ်ဆိုပြီးတော့ဓမ္မချမ်းသာထဲမှာเนาะပေါ်ပြထားတာတွေ့ရတယ်ဆိုတော့တွေးတွန်တာဆွဲတဲ့အမျိုးသမီးကဘာလုပ်လဲသွားပြီးတော့ဘွားတော်ကိုကျွန်တော်ထိလိုက်ယုံနဲ့ကျမ်းမာခြင်းသူ့မှာရလိမ့်မယ်ဘာဖြစ်လို့သွားပြီးတော့ဘွားတော်ကိုတိုးတိတ်သွားထိရလဲဆိုတဲ့အကြောင်းရင်းရှိတယ်အဲ့ဒီခေတ်ကာလတုန်းကအဲ့လိုမျိုးယောဂါဆိုတာကလူကြားတဲ့သွားလို့မရအောင်သူသွားတယ်ဟေ့ဆိုရင်မတန့်ရှင်းဘူးဆိုပြီးတော့အော်ပြီးတော့သွားရတာဖြစ်တယ်လူကြားတဲ့ကိုသွားလို့မရအောင်သူ့ကိုထိတဲ့လူကလည်းမတန့်ရှင်းဘူးဖြစ်သွားတယ်တန့်ရှင်းရေးပြန်လုပ်ရတယ်ရှန်စွာပြန်လုပ်ရတယ်ပေါ့နော်ရှန်စွာပြန်လုပ်ရတယ်ဆိုတော့လူကြားတဲ့လူအုပ်ကြီးထဲမှာရှိနေတဲ့သခင်ယေရှုကိုသွားတွေ့ဖို့ဆိုတာကသူ့အနေနဲ့မလွယ်ဘူးဒါပေမဲ့အဲ့ဒီအစည်းသားတွေဖြစ်တဲ့လူအုပ်ကြီးကြားတဲ့ထဲကနေသွားပြီးတော့ဘဝတော်ကိုသွားတို့တယ်တို့တဲ့အခါမှာသူ့ရဲ့ယုံကြည်ခြင်းကသူ့ကိုအနာရောဂါဘုရားသခင်ကငြိမ်းချမ်းတဲ့ခွင့်ချမ်းသာရတဲ့ခွင့်ပေးတာဖြစ်ပါတယ်ဟာလေလုယာမချမ်းမာခြင်းကိုချမ်းမာခြင်းကိုဖြစ်စေတာဖြစ်ပါတယ်ယုံကြည်ခြင်းပဲဖြစ်တယ်အာမင်ဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ပြောချင်တာပါလဲဆိုရင်ကျွန်တော်တို့ကြီးမားတဲ့ယုံကြည်ခြင်းဆိုတာကကြီးမားတဲ့ပြဿနာတွေကနေကျွန်တော်တို့စတာဖြစ်တယ်အခက်ခဲကနေစတာဖြစ်တယ်စိန်ကြကြတက်တာနေတဲ့နော်ဘဝယုံကြည်ခြင်းကဘယ်လိုလုပ်ပြီးကျွန်တော်တို့အားကောင်းတဲ့ယုံကြည်ခြင်းဖြစ်လာမလဲအားကြီးတဲ့ယုံကြည်ခြင်းဖြစ်လာမလဲအခက်ခဲတွေပြဿနာတွေလိုအပ်ချက်တွေအကျက်တဲတွေပိုများလေယုံကြည်ခြင်းဟာပိုပြီးအားကြီးပြီးတော့တန်မာလေဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်အားပေးခြင်းတယ်ဒီနေ့စိတ်တမကြနဲ့တင်းမှာကြုံတွေ့ရတဲ့အခက်ခဲကတင်းအနေနဲ့အယမ်းကြီးတယ်ဆိုရင်နမိတ်လက္ခဏာကြီးတင်မြင်ရမယ့်နေ့ဖြစ်တယ်ဟာလေလုယာယုံကြည်ခြင်းတစ်ခုပဲလိုတယ်အာမင်နောက်တစ်ချက်အနေနဲ့ကြည့်မယ်ဟေ့ဆိုရင်အားကြီးသောယုံကြည်ခြင်းဆိုတာကသခင်ယေရှုမိသူမေဝါဖြစ်ကြောင်းကိုသိတာဖြစ်တယ်ခန္ဓာမျိုးသမီးကသခင်ယေရှုဘသူဆိုတာကိုသူသိတယ်သူကဘာပြောလဲဆိုရင်ဒါဝိဒ်ဤသားတော်လို့သုံးတာဖြစ်တယ်တနည်းအားပြောမယ်ဆိုရင်မေရှိယကယ်တင်ရှင်ခရစ်တော်ကိုပုံဖော်နေတာဖြစ်တယ်ဖော်ပြနေတာဖြစ်တယ်တပါးအမျိုးသားဖြစ်တဲ့ခါနန်အမျိုးတွေကဒီဟာကိုကြားသိရပြီးတော့သူတို့ကိုယ်တိုင်ယုံကြည်လက်ခံတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ဘာတွေ့ရလဲဆိုရင်ကျမကိုကယ်တော်မူပါတခင်တဲ့တခင်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်သခင်ယေရှုကဖခင်ဖြစ်တယ်အရှင်ဖြစ်တယ်သခင်ဖြစ်ကြောင်းကိုဝန်ခံတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာကြည့်မယ်ဟေးဆိုရင်သခင်ယေရှုရဲ့ပတ်ချလိမ်မှာဘာသာရေးသမားတွေကကျွန်တော်အများကြီးရှိနေတာဖြစ်တယ်ဒါပေမဲ့သခင်ယေရှုဘသူဖြစ်တယ်ဆိုတာကိုမသိကြဘူးဒါပေမဲ့အပြင်လူဖြစ်တဲ့ဒီအမျိုးသမီးကတော့ဗာလဲသခင်ယေရှုကဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုကောင်းကောင်းသိတယ်မေရှိယဖြစ်တယ်ခရစ်တော်ဖြစ်တယ်သခင်ဖြစ်တယ်အရှင်ဖခင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူကသိတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့လို့အားကြီးသောယုံကြည်ခြင်းအတိမတ်ပြုဖို့ခံဖို့လို့သခင်ယေရှုကဘသူဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိရမှာဖြစ်တယ်သခင်ယေရှုကိုကျွန်တော်တို့ကဗာလဲတေးလေးပဲမြင်နေဆိုရင်ကျွန်တော်တို့ယုံကြည်ခြင်းကလည်းတေးလေးပဲ
တခင်ယေရှုကိုကြီးကြီးမားမားတင်မြင်နေဆိုရင်တော့တင့်ရဲ့ယုံကြည်ခြင်းကလည်းကြီးကြီးမားမားဖြစ်လာလိမ့်မယ်အာမင်ဟာလေလုယာနောက်တစ်ချက်အနေနဲ့ကြည့်မယ်ဟေ့ဆိုရင်နှုတ်ဆက်နေသည့်တိုင်အားကြီးသောယုံကြည်ခြင်းကဆက်သွားနေရဲ့တဲ့ကျွန်တော်ခေါင်းစဉ်လေးပေးထားတာဖြစ်တယ်အဲ့ဒါကတော့အခက်ခဲဆုံးကျွန်တော်တို့သင်ခန်းစာတစ်ခုပဲဘာဖြစ်လို့ဆိုတော့ခါနဲ့အမျိုးသမီးကတောင်းဆိုတဲ့ခါမှာသခင်ယေရှုကဘာပြောလဲဘာမှပြန်မပြောဘူးဘာပြောလဲဆိုတော့ဘာမှပြန်မပြောဘူးတခေါမှပြန်မပြောဘူးတဲ့ဒါပေမဲ့ तू ကဘာလုပ်နေလဲဆက်လက်ပြီးတော့တောင်းဆိုနေတယ်အော်ဟစ်နေတယ်အကူအညီတောင်းနေတယ်ဒါပေမဲ့သခင်ယေရှုကဘာဖြစ်နေလဲတိတ်ဆိတ်နေတယ်ဘာမှပြန်မပြောဘူးဘေးမှာမနေနိုင်မထိုင်နိုင်တပည့်တော်တွေတောင်မှအလုံးရှုပ်သွားတယ်နော်အဲ့ဒီမျိုးသမီးကိုကျွန်တော်တို့ပြန်လှုပ်လိုက်ရမလားဆိုပြီးတော့လာပြောတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောပြမယ်သခင်ယေရှုကဘာလို့နှုတ်ဆက်နေတာလဲဂယုမဆိုင်တာမဟုတ်ဘူးနော်သူ့ကိုညှင်းပယ်တာလည်းမဟုတ်ဘူးခါနဲ့အမျိုးသမီးရဲ့နှလုံးသားထဲမှာသူ့ရဲ့ယုံကြည်ခြင်းတွေပေါ်ထွက်လာပြီးတော့အများပရိသတ်မြင်အောင်သူပေါ်ထုတ်နေတာဖြစ်တယ်ဟာလေလုယာအာဗြဟံကဂတိတော်နဲ့ရှင်တဲ့သားကိုရဖို့25နှစ်စောင့်ခဲ့ရတယ်ယောသက်ကသူ့ရဲ့အိမ်မက်တွေအကောင်တွေပေါ်လာဖို့73နှစ်သူစောင့်ခဲ့ရတာဖြစ်တယ်ဒါဝိမင်းကြီးရှင်ဘုရင်ဖြစ်သူဗိတ်သိက်ချင်းခံရပေမဲ့တကယ်ရှင်ဘုရင်ဖြစ်လာတဲ့အချိန်ကအချိန်73နှစ်15နှစ်ကြာသူစောင့်ခဲ့ရတာဖြစ်တယ်ဣသရေလလူမျိုးတွေမေရှိယမွေးဖွားလာမယ်ဆိုတဲ့ဟာကိုယာစုနှစ်ပေါင်းများစွာစောင့်ခဲ့ရတာဖြစ်တယ်ကျွန်တော်ပြောချင်တာပါလဲဆိုရင်ကျွန်တော်တို့တိတ်ဆိတ်နေတယ်နှုတ်ဆိတ်နေတယ်ဆိုတာကဖခင်သခင်မရှိတော့တာမဟုတ်ဘူးဟာလေလုယာတင်းရဲ့ဆုတောင်းချက်တွေအပြေမရသေးဘူးဆိုတာကဘုရားသခင်မကြားလို့မဟုတ်ဘူးနော်ဆုတောင်းတာကိုတော့လုံးဝမကြက်လိုက်ပါနဲ့စိတ်တက်မကြသွားပါနဲ့ဘုရားသခင်ပေါ်မှာစိတ်မကောက်သွားနဲ့ဘုရားသခင်ပေါ်မှာစိတ်မကောက်သွားနဲ့တခါကျရင်ကျွန်တော်တို့ဘုရားတော်စိတ်ကောက်တတ်တဲ့ချိန်ရှိရယ်နော်ဒီမျိုးသမီးကတော့ဘာလဲဆက်လက်တောင်းလျှောက်အော်ဟစ်နေတာဖြစ်တယ်တပည့်တော်တွေကတော့ဒီမျိုးသမီးကိုဘာလုပ်ရမလဲညင်းပယ်တဲ့ကဲပြန်လှုပ်လိုက်ရမလားကိုတော်ဘာမှပြန်မတုတ်ပြန်မှုဆိုရင်သူ့ပြန်လှုပ်လိုက်တော့မယ်နော်ဘာလို့သူအရန်អော်နေတာဟုတ်ကျွန်တော်နောက်ထပ်တစ်ချက်အနေနဲ့အားကြီးသောယုံကြည်ခြင်းဆိုတာကလူသားတွေရဲ့ညင်းပယ်မှုကိုကျွန်တော်တို့ကြော်လွှားတတ်တယ်ဟာလေလုယာသူ့ကိုဘာလုပ်လဲညင်းပယ်ခြင်းခံရတာဖြစ်တယ်ခါနာအမျိုးသမီးကညင်းပယ်ခြင်းခံရတာဖြစ်တယ်တပည့်တော်တွေကပြန်သွားဖို့ပြန်မောင်းထုတ်ဖို့ပထမအစီအသားကဘာလဲသခင်ယေရှုကတိတ်ဆိတ်နေတယ်ဘာမှပြန်မပြောဘူးဒုတိယအစီအသားကဘာလဲဘေးမှာရှိတဲ့လူတွေရဲ့ညင်းပယ်မှုနှင်ထုတ်မှုဖြစ်တယ်ဒီမှာကျွန်တော်မိတ်ဆွေတွေကိုအားပေးခြင်းတယ်စဉ်းစားစေခြင်းတယ်ကျွန်တော်တို့ကိုစိတ်ပြက်အားရောခြင်းတွေကိုဘယ်ကနေလာနေလဲမိသားစုဝင်တွေထဲကလားတငယ်ချင်းအသင်းသားတွေထဲကလားဒါမှမဟုတ်ရင်နောက်ဆုံးဝိညာဉ်ရေးရခေါင်းဆောင်တွေစီကနေရောလာနေသလားကိုကတော့ဒီလိုဟိုကဒီလိုဖြစ်လို့ညှင်းပယ်ခြင်းတွေခံရနေလားဒါကျွန်တော်တို့စဉ်းစားဖို့အတွက်ဖြစ်တယ်အားကြီးတော့ယုံကြည်ခြင်းဆိုတာကလူတွေကိုမကြည့်ဘူးသခင်ယေရှုကိုပဲကြည့်နေတာဖြစ်တယ်အာမင်သခင်ယေရှုကိုပဲစိတ်စိုက်ကြည့်နေတာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာသခင်ယေရှုကိုပဲတာ၍ကြည့်ရှုဖို့လုံးကရောက်စင်ပေါ်မှာဖျားရှင်တာ၍ကောင်းချီးပေးပါစေနောက်တစ်ချက်အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုရင်အားကြီးတော့ယုံကြည်ခြင်းဆိုတာကစမ်းသပ်မှုတွေကိုအောင်မြင်စွာနဲ့ကြော်ဖြတ်နိုင်တယ်ဒီမှာစမ်းသပ်မှုပါလာလဲဆိုရင်သခင်ယေရှုကပြောလဲငါ့ကိုဆေလွတ်တော်သူကတဲ့ဣသရေလအမျိုးတွေအတွက်ပဲငါ့ကိုဆေလွတ်တာတဲ့တပါးအမျိုးသားတွေမပါဘူးတဲ့ကဲနောက်ထပ်တတိယအစည်းအသားပါလဲသခင်ယေရှုကိုယ်တိုင်ညင်းလိုက်တယ်ညင်းပယ်လိုက်တယ်ဒါပေမဲ့အဲ့ဒီခါနဲ့အမျိုးသမီးကပြောလဲမထွက်သွားဘူးနော်မထွက်သွားဘူးသားတွေကိုကျွေးမဲ့အစာကိုတဲ့ခွေးတွေကိုမကျွေးဘူးတဲ့ဘယ်လောက်ထိတောင်ကျွန်တော်တို့နော်စကလုံးသုံးတာကြမ်းလဲဆိုရင်ဒါပေမဲ့ तू ကထွက်သွားလားမထွက်သွားဘူးစမ်းသပ်မှုတစ်ခုကဘာလဲသူ့ကိုထပ်ပြီးတော့ထက်လာတယ်နော်တတိယအနေနဲ့မှန်ပါတယ်ဒါပေမဲ့ तू ကဆက်ပြီးတော့သခင်ယေရှုကိုပဲဘာဖြစ်လို့ဒီမှာကျွန်တော်စဉ်းစားကြည့်တယ်သခင်ယေရှုကဒီခါနဲ့အမျိုးသမီးရဲ့ယုံကြည်ခြင်းကိုဘာလို့လူကြားထဲမှာနော်ပြောမယ်ဆိုရင်ရှက်စရာကောင်းတဲ့အနေထားပဲလူအုပ်ကြီးရှိနေတာဖြစ်တယ်တခြားသူတွေရှိနေတာဖြစ်တယ်ဘာလို့ဒီလူရှေ့မှာဘာဖြစ်လို့ပေါ်ထုတ်နေတာလဲ
ဘာလို့သူဆွဲထုတ်နေတာလဲတနည်းအားဖြင့်ပြောမယ်ဆိုရင်သူ့ရဲ့တပည့်တော်တွေဒါကိုမြင်ဖို့လိုအပ်လို့ဖြစ်တယ်ဒီအမျိုးသမီးရဲ့ယုံကြည်ခြင်းကိုမြင်တွေ့ဖို့လိုအပ်လို့ဖြစ်တယ်နောက်တစ်ချက်အနေနဲ့ကြည့်မယ်ဟေ့ဆိုရင်ကျွန်တော်တို့နောင်လာမဲ့အသင်းတော်တွေထဲမှာလဲဒီအရာကသင်ငန်းစာတစ်ခုဖြစ်ဖို့လုံးမှာဤဒီမျိုးသမီးရဲ့ယုံကြည်ခြင်းကိုသခင်ယေရှုကနက်နက်ရှာရှိုင်းဒီဆွဲထုတ်နေတာကျွန်တော်တွေ့ရတာဖြစ်တယ်ခါနာမျိုးသမီးကစိတ်မပြတ်သွားဘူးစိတ်မဆိုးသွားဘူးအမျက်လည်းမထွက်ဘူးအငင်းခုန်လည်းမလုပ်ဘူးပြီးတော့ဘာလို့လဲစင်ချင်လည်းသူမပေးဘူးအဲ့ဒီအစားသူဘာပြန်ပြောလဲမှန်ပါတယ်တခင်ခွေးမိဒီကမိမိတခင်ရဲ့စပွဲမှာကြာတော့စနှုတ်စပေါက်ကတော့စားမြဲထုံးစံရှိပါတယ်ဘလောက်ကောင်းလိုက်လဲဘာကိုတွေ့ရလဲအဲ့ဒီမှာသူ့ရဲ့နှိတ်ချမှုကိုတွေ့ရတာဖြစ်တယ်ဟာလေလုယာသူမထိုက်တန်ပါဘူးသူ့ရဲ့မထိုက်တန်မှုကိုလည်းသူလက်ခံတယ်ဒါပေမဲ့ပြီးတော့ဘာရှိသေးလဲသူ့ရဲ့လိုအပ်ချက်ကိုလည်းသူဝန်ခံတယ်တနည်းအားပြောမယ်ဆိုရင်ခရစ်တော်ရဲ့အခွင့်အာဏာကိုလည်းသူကလေးစားသမှုဥညွတ်နာဆိုတော့ကျွန်တော်တွေ့ရတာဖြစ်တယ်ဒီမှာကျွန်တော်တို့အားလုံးကျွန်တော်အပါဝင်စင်ကျင်အောင်မေးဖို့အလို့ငါပါလဲဆိုရင်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့စမ်းသပ်ခြင်းခံရလာပြီးဆိုရင်နှိမ့်ချတဲ့စိတ်မျိုးရှိအောင်ဘုရားသခင်မဆပါဆိုပြီးကျွန်တော်ဆုတောင်းဖို့လိုအပ်တာဖြစ်တယ်နေ့တိုင်းဆုတောင်းဖို့လိုအပ်တယ်ဖြစ်တယ်ဟာလေလုယာနေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအားကြီးလာဖို့10 kg 20 kg နော်တိုးတက်လာဖို့ဘုရားကအမြဲတမ်းအလိုရှိတာဖြစ်တယ်နေ့တိုင်းမှာဒီအရာတွေကိုတင့်ကိုကြုံတွေ့ခိုင်းမှာဖြစ်တယ်နောက်တစ်ချက်အနေနဲ့အားကြီးသောယုံကြည်ခြင်းဆိုတာကအဖြစ်မရခင်တည်းကနေပြီးတော့ဗာလဲကြိုတင်ကိုးကွယ်တတ်တာဖြစ်တယ်ဟာလေလုယာဒုမိမကဘာလုပ်လဲဆိုရင်ရှင်းကပ်ပြီးတော့တဲ့ပြားဝတ်လျက်ကျမကိုကယ်မတနာတော်မူပါနမိတ်လက္ခဏာမရသေးဘူးသူတောင်းလျှောက်တဲ့ဆုတောင်းချက်တွေအဖြစ်မရသေးဘူးဖာရင်လုပ်တယ်ပြားဝတ်လျက်ကိုးကွယ်တယ်ဆိုတာကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်မို့လို့တချို့သောအခြေအနေတွေမှာကျွန်တော်တို့အဖြစ်မရသေးရင်တော့ဘာလုပ်ရမလဲချီးမွမ်းကိုးကွယ်တတ်တော်သူဖြစ်ဖို့အရေးကြီးတယ်ချီးမွမ်းခြင်းကိုးကွယ်ခြင်းကအလွန်အရေးကြီးတာဖြစ်တယ်ကျွန်တော်တို့ကဘာလုပ်လဲအဖြစ်ရမှရပြီဆိုကောင်မှကားခုံချီးမွမ်းတတ်ကြတယ်အဖြစ်မရသေးရင်တော့အဖြစ်မရသေးခင်မှာတော့ချီးမွမ်းကိုးကွယ်တော်သူဖြစ်ဖို့အရောက်စင်မဖျားရှင်သားကြီးကောင်းကြီးပေးပါစေပေါလုနဲ့တီလာထောင်ထဲမှာရိုက်နှက်ပြီးတော့နှိပ်စက်ပြီးတော့သူတို့ခံထားရတာဖြစ်တယ်ထောင်တကားမပွင့်ခင်တည်းကသူတို့ချီးမွမ်းကိုးကွယ်နေတာဟာလေလုယာသူတို့ချီးမွမ်းကိုးကွယ်ခြင်းနဲ့သူထောင်တကားတွေပွင့်လာတယ်ဟာလေလုယာယောရှုစစ်ပွဲမတက်ရသေးဘူးစစ်ပွဲအတွက်ဘာလုပ်လဲချီးမွမ်းခြင်းနဲ့သူစတာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့လို့ကျွန်တော်ယုံကြည်ခြင်းဆိုတာစောင့်ဆိုင်နေတဲ့အချိန်မှာလေကျွန်တော်ဘာလုပ်လဲချီးမွမ်းကိုးကွယ်နေတယ်ဟာလေလုယာဒါကြောင့်မို့လို့အရောက်စတဲ့ပုံမှာချီးမွမ်းကိုးကွယ်တတ်သောနှလုံးသားဘုရားခင်ချပေးပါစေနောက်တစ်ချက်အနေနဲ့အားကြီးသောယုံကြည်ခြင်းဆိုတာကအစအနလေးတစ်ခုရရင်လုံလောက်တယ်ဆိုတာကိုယုံကြည်တာဖြစ်တယ်ဒီမှာဒုမိမကခန္ဓာမျိုးသမီးကဘာပြောလဲစနှုတ်စပေါက်တဲ့အနည်းနည်းလေးပဲဘာမှမဟုတ်ဘူးအကျွင်းကြံနည်းနည်းလေးပဲသူတောင်းတာဖြစ်တယ်ဒါကဘာလို့ဆိုလို့လဲဆိုရင်သခင်ယေရှုစီကစကားလေးတစ်ခွန်းနဲ့တင်သူ့တက်တာအတွက်လုံလောက်တယ်ဆိုတာသူယုံကြည်တာဖြစ်တယ်သခင်ယေရှုရဲ့တိုးတက်မှုတစ်ချက်ကလုံလောက်တယ်ဆိုတာသူယုံကြည်တာဖြစ်တယ်တနည်းပြောလို့ဆိုဖခင်သခင်ရဲ့ဂျေဇုတော်ဂရုဏာတော်အစလေးကသူ့ဘဝအတွက်သူ့သမီးအတွက်ကျမ်းမာခြင်းရမယ်ဆိုတာကိုသူယုံကြည်တာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အများကြီးမလို့အစအနစနှုတ်စပေါက်လေးပဲဒီအရာလေးကျွန်တော်တို့ဆွဲကင်ဖို့အတွက်အလွန်ရေးကြီးတယ်ကျွန်တော်တို့ကြည့်မယ်ဆိုရင်နောက်တစ်ချက်အနေနဲ့သခင်ယေရှုကခါနာအမျိုးသမီးရဲ့ယုံကြည်ခြင်းကိုလူများရှိမှဘာလို့လဲချီးမွမ်းဂုဏ်ပြုခဲ့တယ်နော်ဘလို့ဂုဏ်ပြုလဲအိုမိမတင်သည်ယုံကြည်အားကြီးလာပြီတဲ့ဟာလေလုယာသူအခက်ခဲပြဿနာတွေကျွန်တော်တို့ခုနကကျွန်တော်အရှိမကျွန်တော်နားထောင်ခဲ့ပြီးပြီကြားနာခဲ့ပြီးပြီနောက်ဆုံးသူ့ကိုသခင်ယေရှုကဘလို့ချီးမွမ်းလဲယုံကြည်အားကြီးလာပြီထိုမိမရဲ့ဉာဏ်ရည်ဉာဏ်တွေးပညာရည်ချင်းလူနေမှုအဆင့်တန်းကိုသခင်ယေရှုကချီးမွမ်းတာမဟုတ်ဘူးသခင်ယေရှုချီးမွမ်းတာပါလေသူ့ရဲ့ယုံကြည်ခြင်းကိုချီးမွမ်းတာဖြစ်တယ်ဟာလေလုယာ
ဒါကြောင့်မို့လို့တင်းသက်တာထဲမှာသခင်ယေရှုကယုံကြည်အားကြီးလာပြီလို့ပြောတဲ့အချိန်တွေဖြစ်ပါစေဟာလေလုယာကျွန်တော်ပြောရမယ်တိတ်ဆိတ်နေတယ်နှုတ်ဆိတ်နေတဲ့ဂျာကနေပြီးတော့ထိုမိန်းမကယုံကြည်တာဖြစ်တယ်ညင်းပယ်ခံရတဲ့ဂျာကနေပြီးတော့ဆက်လက်ပြီးတော့အော်ဟစ်တောင်းရှောက်နေတာဖြစ်တယ်အချိန်ကြံ့ကြာနေတယ်အဲ့ဂျာမှာသခင်ယေရှုကိုပြဝတ်ကိုးကွယ်နေတာဖြစ်တယ်ဒီစံတက်မှုတွေဂျာထဲမှာလည်းဗာလဲနှိမ့်ချခြင်းနဲ့သူကဆက်သွားနေတာဖြစ်တယ်အစီသားတွေထဲကနေပြီးတော့ဖခင်သခင်ရဲ့ဂရုဏာဂျေဇုတော်ကိုခံစားဖို့အလုံးကသူမျှော်လင့်နေတာဖြစ်တယ်ယုံကြည်နေတာဖြစ်တယ်နောက်ဆုံးသခင်ယေရှုကသူ့ကိုအိုမိန်းမတင်းသည်ယုံကြည်အားကြီးလာပြီနောက်တစ်ချက်အနေနဲ့ကြည့်မယ်ဟေ့ဆိုရင်ယုံကြည်သောအားကြီးသောယုံကြည်အားကြီးသောယုံကြည်ခြင်းအကျိုးကျေးဇူးအနေနဲ့သူပါရသွားလဲဆိုရင်တင်အလိုရှိတဲ့တိုင်တင်၌ဖြစ်စေသူကဘာလို့ချင်တာလဲသူ့ရဲ့သမီးနတ်ဆိုးနှိပ်စက်ခြင်းကနေကျမ်းမာခြင်းရဖို့အတွက်သူကလိုချင်တာဖြစ်တယ်အဲ့ဒီအချိန်မှာပဲသခင်ယေရှုမိန့်မာတဲ့အချိန်မှာပဲထိုမိန်းမရဲ့အမျိုးသမီးထိုမိန်းမရဲ့သမီးကကျမ်းမာပကတိဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဖော်ပြတယ်ဆိုတာတွေ့ရတာဖြစ်တယ်ချက်ချင်းနော်ချက်ချင်းအနာရောဂါငြိမ်းချင်းအဖြေကိုရတာဖြစ်တယ်ဒါကြောင့်မို့လို့အားကြီးတော့ယုံကြည်ခြင်းဆိုတာကဖခင်သခင်စီကလာတဲ့အဖြေကိုရစေတာဖြစ်တယ်တိုးထိဆိုင်တရားဖြစ်တယ်ကျွန်တော်တို့နောက်ထပ်တစ်ခုကျွန်တော်နှုတ်ကပတ်တော်ကျမ်းစာကိုကျွန်တော်ဖတ်ချင်တယ်အဲ့ဒါဘာလဲဆိုရင်ဟေရှာယအခန်းကြီး55အငယ်7ဖြစ်တယ်ထို့သူငါဤနှုတ်ကပတ်တော်သည်ဖြစ်လိမ့်မည်အကျိုးမရှိဘဲငါထံတို့မပြန်ရငါအလိုတော်ကိုငါအလိုကိုပြည့်စုံစေမည်ငါစေခိုင်းသောအမှုကိုအောင်မြင်လိမ့်မည်အာမင်ဖခင်ရှင်ရဲ့နှုတ်ကပတ်တော်တင့်စီကိုရောက်လာပြီဆိုရင်ဖြစ်ကိုဖြစ်တယ်အာမင်ဂတိတော်ကပြည့်ကိုပြည့်စုံတာဖြစ်တယ်သခင်ယေရှုရဲ့နှုတ်ခွန်းထွက်နော်နှုတ်တော်ထွက်အခွင့်အာဏာဘုရားရှင်နှုတ်ကပတ်တော်ကကျွန်တော်တို့အသက်တာအတွက်ယုံကြည်ကိုးစားဖို့အတွက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဖော်ပြချင်တာဖြစ်တယ်ဒါကြောင့်မို့လို့ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေများအနေနဲ့စင်ချင်းအောင်မေးခြင်းနဲ့ကျွန်တော်တို့ကျမတို့ရဲ့အသက်တာထဲမှာဘယ်လိုအစည်းသားကအခက်ဆုံးဖြစ်နေတယ်လဲဘုရားသခင်ကနှုတ်ဆက်နေသလားတိတ်ဆိတ်နေသလားအချိန်ကြံ့ကြာနေသလားဘေးကလူတွေတခြားလူတွေကဗာလဲစိတ်ပြက်အောင်ပြောဆိုမှုတွေရှိနေသလားနောက်တစ်ချက်အနေနဲ့ကြည့်မယ်ဆိုရင်ထက်ခါတလဲလဲစိတ်ပြက်အားရော့ဖို့အတွက်သင်ကြုံနေရသလားပြီးတော့ကိုယ်တိုင်ရုန်းကန်နေရတဲ့အခက်အခဲတွေကဘာရှိလဲကျွန်တော်တို့စင်ကျင်အောင်မိဖို့အတွက်ဖြစ်တယ်အားကြီးတော့ယုံကြည်ခြင်းဆိုတာကဘယ်တော့မှစိတ်ပြက်အားရော့ခြင်းမရှိဘူးမောပန်းနွမ်းနေခြင်းလည်းမရှိဘူးလက်လျှော့ခြင်းလည်းမရှိဘူးဇွဲလုံးလာဝရိယနဲ့ဖခင်သခင်နှုတ်တော်ထွက်စကားကိုအမြဲတမ်းယုံကြည်ကိုးစားနေခြင်းဖြစ်တယ်အရောက်စီတိုင်းပေါ်ဖခင်ရှင်တော်ကြီးကောင်းကြီးပေးပါစေဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့အနေငယ်လေးမိသားစုအားဖြင့်ကျွန်တော်မိသားစုအသက်တာအားဖြင့်ကျွန်တော်တက်တည်ခန့်ခြင်းနဲ့ကျွန်တော်တို့လည်းဘုရားကျေးဇူးတော်ကြောင့်အခုဆိုရင်သမီးလေးကျွန်တော်မယ်ရီချန်ရှိတာဖြစ်တယ်အခုဆိုရင်သူကတော့9နှစ်ထဲကိုရောက်လာပြီဖြစ်တယ်သူစပြီးတော့ဝေဖွားခြင်းကနေစပြီးတော့မိဘတယောက်အနေနဲ့အသမီးလေးကိုဘယ်မှာကြောင်းထားရမလဲဘယ်လိုကြောင်းမျိုးထားရမလဲဘယ်လိုသွားမလဲဆိုတော့စပြီးမွေးကလေးကကျွန်တော်မှလေ့လာတယ်အများကြီးinternational school တွေလည်းအစုံလေ့လာတယ်ပြီးပြီဟေးဆိုရင်ကျွန်တော်တို့လက်ရှိရှိနေတဲ့ပုပ္ပလိကကျောင်းတွေမှာစာရေးကျွန်တော်ကျောင်းတွေအများကြီးလေ့လာတယ်ကိုယ်တွေကြီးပြင်းခဲ့တဲ့เนาะပညာရေးစနစ်တွေကိုကိုယ့်ကိုပြန်သုံးတတ်တယ်ကျွန်တော်ဆုတောင်းတယ်ဘုရားသခင်ဒီအမှုရာအတွက်ကိုရောလက်တော်စက္ကန့်အနံ့တယ်တစ်ဖက်ကလည်းယုံကြည်ခြင်းကိုပေးပါဆိုပြီးကျွန်တော်ဆုတောင်းရတာဖြစ်တယ်ကျွန်တော်အဲ့ဒီထဲကနေလူရင်းတူရှင်းပြောမယ်ဟေးဆိုရင်ကလေး၄နှစ်ခွဲ၅နှစ်ထဲရောက်လာတဲ့ခါမှာကျွန်တော်စုံစမ်းတဲ့ခါမှာဘာဖြစ်အထိုင်လျောက်အကောင်းကြီးအကောင်းစားကြီးဈေးအကြီးဆုံးထဲတော့မပါပေမဲ့ကျွန်တော်တို့เนาะကျောင်းမှာ international school တခုမှာထားမယ်ဆိုပြီးကျွန်တော်တို့ဆုံးဖြတ်တာဖြစ်တယ်ယုံကြည်ခြင်းနဲ့ကျွန်တော်စတာဖြစ်တယ်ရှိလို့မဟုတ်ဘူးဘုရားကျေးဇူးတော်ပဲအဲ့ဒီယုံကြည်ခြင်းနဲ့စလာတာအခုကလေးအသက်เนาะ9နှစ်ထဲရောက်လာပြီ level 4ရောက်လာပြီ9နှစ်လုံးဘုရားရှင်ကပို့ဆောင်ခဲ့တာဖြစ်တယ်ဟာလေလုယာ
အခက်အခဲတွေမရှိတာမဟုတ်ဘူးရှိတယ်ဖခင်ပေးတဲ့ယုံကြည်ခြင်းပေါ်မှာကျွန်တော်ဆက်လှမ်းတဲ့ခါမှာဆက်သွားတဲ့ခါမှာဖခင်ကပဲတာဝန်ယူတာဖြစ်တယ်အာမင်ကျွန်တော်တို့နှလုံးသားထဲမှာကျွန်တော်တို့အခက်အခဲတွေအတွက်ဘုရားသခင်ယုံကြည်ခြင်းတောင်းပါတပည့်တော်တွေကသခင်ယေရှုစီမှာမတောင်းလေကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုတိုးပွားစေတော်မူပါဟာလေလုယာဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့ကျွန်တော်တို့ရဲ့မိသားစုတွေထဲမှာဒီဟာကအလွန်အရေးကြီးပါတယ်ကျွန်တော်တို့အားကြီးသောယုံကြည်ခြင်းဆိုတာကသခင်ယေရှုကိုကျွန်တော်တို့ဘယ်လိုမှကျွန်တော်လက်မလွတ်တမ်းဖတ်တွေ့ထားတဲ့ယုံကြည်ခြင်းမျိုးဖြစ်တယ်နှုတ်ဆိတ်နေတဲ့တိတ်ဆိတ်နေအောင်မှဆက်လက်ပြီးတော့ဆုတောင်းနေတဲ့ယုံကြည်ခြင်းမျိုးဖြစ်ပါတယ်စောင့်ဆိုင်နေရတဲ့အချိန်မှာလည်းကိုးကွယ်ချီးမွမ်းနေတာဖြစ်တယ်ဟာလေလုယာဘုရားသခင်ရဲ့အဖြစ်ရလာတဲ့အထိဆက်ပြီးတော့ဇွဲနဲ့ယုံကြည်နေတာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်နှုတ်ကပတ်တော်ချမ်းစာတစ်ပိုက်ကျွန်တော်ဖတ်ကြားခြင်းနဲ့တောလေယာအခန်းကြီး23အငယ်19မှာဖြစ်တယ်ဘုရားသခင်သည်မူသားစကားကိုပြောအံ့သောငါလူဖြစ်တော်မူသည်မဟုတ်နောင်တရအံ့သောငါလူသားဖြစ်တော်မူသည်မဟုတ်မိတ်တော်မူပြီးမှစကားတော်တိုင်းမပြုတ်ပဲနေတော်မူမီလောဂတိထားတော်မူတော့ဂတိထားတော်မူပြီးမှဂတိမတည်ပဲနေတော်မူမီလောဒါကဖခင်ရဲ့ဂတိတော်ဖြစ်တယ်အာမင်ဖခင်ကသူပြောတဲ့မိန့်မာထားတဲ့အရာကိုပေါ်မှာအမြဲတမ်းဂတိတည်တဲ့ဘုရားရှင်ဖြစ်တယ်ကျွန်တော်တို့ကယုံကြည်ဖို့ပဲလိုတယ်ဆက်လက်စိတ်ထဲမှာဆွဲလန်းနေဖို့ပဲဖြစ်တယ်ဟာလေလုယာနောက်ထပ်ကျွန်တော်မိသားစုနဲ့ပတ်သက်ပြီးတော့တတိခံချက်လေးတစ်ခုကျွန်တော်ထပ်ပြီးတော့ဝင်ငှခြင်းတယ်အဲ့ဒါကတော့ကျွန်တော်တို့1988လောက်မှာ98လောက်မှာဖြစ်မယ်ကျွန်တော်ညီမလေးကအသက်10နှစ်အရွယ်ဖြစ်တယ်ကျွန်တော်လည်း10ကျော်တက်အရွယ်ဖြစ်တယ်တရက်ကျွန်တော်တို့အဲ့မှာကကျွန်တော်တို့မှုတုံမှာကျွန်တော်နေတဲ့ချိန်ဖြစ်တယ်ကျွန်တော်ညနေပိုင်းလေးမှာနေဆောင်နေပြီပေါ့နော်ကျွန်တော်ညီမကပြင်မှာအိမ်ပြင်မှာကစားနေရင်းနဲ့ကင်းမလက်မဲကြီးသူ့ကိုထိုးလိုက်တော့ကလေးကမကြိုက်သွားပြီဖြစ်သွားပြီဆိုတာပြောတဲ့ခါမှာသူလည်းအစိတ်တွေတအားတက်တယ်ခြေထောက်မှာရောင်ပြီးတော့ကျွန်တော်တို့နေတဲ့နေရာကစေးရုံနဲ့ဆိုရင်တော်တော်ဝေးတယ်ပြီးတော့ကျွန်တော်ပတ်ဝန်းကျင်မှာကအိမ်တွေကတစ်ခုနဲ့တစ်ခုကအနည်းဆုံးပေ200လောက်ခြားတယ်အကျဲကြီးပေ100 200လောက်ဝေးတယ်ဆိုတော့တာမိသားပါ3ယောက်တည်းပဲရှိတယ်အမေရဲ့ကျွန်တော်ညီမရဲ့ကျွန်တော်အမေကလည်းချက်ချင်းတာလာစုတောင်းရအောင်ဆွဲကင်စရာစုတောင်းခြင်းမတပါအခြားမရှိတော့ဘူးကျွန်တော်တို့မှလည်းကြီးမားတဲ့ယုံကြည်ခြင်းတစ်ခုဖြစ်လာဖို့ဟာကျွန်တော်ဘာမှဖြေရှင်းလို့မရဘူးစေယုံစေကန်းဆိုတာအဝေးကြီးသွားအဲ့ဒါနဲ့အမေကစုတောင်းတယ်ဘယ်လိုစုတောင်းလဲကျွန်တော်တို့ရှင်လုကာအခန်းကြီး10:19မှာတင်တို့သည်မွေကင်းမီကောက်တို့ကိုနိုင်ရသောအခွင့်နှင့်ရန်သူများကိုနိုင်ရသောအခွင့်တကိုးကိုငါပေး၏တင်တို့ကိုအပယ်ဘေးမျှမငြင်းဆဲရတဲ့ဟာလေလုယာအဲ့ဒီကျမ်းချက်ကိုကင်ပြီးတော့ကျွန်တော်အမေရဲ့စုတောင်းကြတာဖြစ်တယ်မကြဘူးအစိတ်ပြေပြီးတော့ကျမ်းမာချင်းခွင့်ကျွန်တော်ညမကြသွားတာဖြစ်တယ်ဟာလေလုယာထိုဘုရားရှင်ကိုလက်ခုပ်တီးဘုရားရှင်နာမတော်ချီးမွမ်းရအောင်ကျွန်တော်ဘာကိုပြောချင်လဲဆိုရင်ဘုရားကဂတိပေးထားပြီဆိုရင်ဂတိတည်တဲ့ဘုရားရှင်ဖြစ်တယ်ဘုရားကမိန့်မာထားပြီဆိုရင်မိန့်မာတဲ့အတိုင်းလုပ်တဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကိုဘာလုပ်လာတဲ့မွေကင်းမီကောက်တို့ကိုနိုင်ရတော့အခွင့်ကိုပေးတယ်ဒီဂတိတော်ကိုကျွန်တော်ဆွဲကင်ပြီးကျွန်တော်စုတောင်းတဲ့အခါမှာကင်းမီကောက်ရဲ့အစိတ်ကပြေသွားတာဖြစ်တယ်ဒါကျွန်တော်ဘဝရဲ့လက်တွေ့ဖြစ်တယ်ကျွန်တော်မိသားစုရဲ့ကြုံတွေ့ရတဲ့အရာဖြစ်တယ်ကျွန်တော်တို့မှာတခြားဆွဲကင်စရာမရှိဘူးဖခင်ရဲ့ဂတိတော်ကိုဆွဲကင်တဲ့အခါမှာဂတိတော်တိုင်းဂတိတည်တဲ့ဘုရားရှင်ဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အားကြီးတဲ့ယုံကြည်ခြင်းဆိုတာကကျွန်တော်တို့ဘယ်လိုအခက်ခဲအခြေအနေတွေကြုံတွေ့နေပါစေဖခင်ရဲ့နှုတ်ကပတ်တော်ဂတိတော်မိန့်မာချက်တွေကိုအစဉ်ယုံကြည်ကိုးစားနေတာဖြစ်တယ်ဟာလေလုယာခါနဲ့အမျိုးသမီးကသူ့စီကိုဘယ်လိုအစည်းသားတွေလာပါစေမလျှော့သောဇွဲနဲ့ဖြတ်ကျော်သွားတာဖြစ်တယ်ဆိုတော့ကျွန်တော်ခုနကကျွန်တော်ကြားနာခဲ့ပြီးဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့ခေတ်ယုံကြည်သူတွေကိုကျွန်တော်အားပေးခြင်းတယ်ဒီမှာရှိတဲ့ဓမ္မမိတ်ဆွေတွေကိုအားပေးခြင်းတယ်တဲ့ရဲ့အခက်ခဲမိသားစုအရေးလားကျမ်းမာရေးလားအမှုတော်လုပ်ငန်းလားငွေအေးချေးလားဝิญဉ်ကြီးရဆိုင်တဲ့ပြဿနာတွေလားဘုရားသခင်ရဲ့အဖေကိုစောင့်ဆိုင်နေရတဲ့အခြေအနေလားဒါတွေအားလုံးကိုဘုရားရှင်ကသိတယ်သင်စောင့်ဆိုင်နေရပေမဲ့ဘုရားကသင်ကိုညှင်းပယ်တာမဟုတ်ဘူး
ဇွဲရှိရှိနဲ့ဆက်ပြီးတော့ကိုးစားယုံကြည်ဖို့လုံးကနမိတ်လက္ခဏာရတဲ့တိရှောက်လန်းသွားဖို့လုံးကဒါကလမ်းစာဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့လို့သခင်ယေရှုကပြောလဲဝင်လေးရဲ့ပင်မတော်သူပေါင်းတို့ငါထံတို့လာကြပါငါသည်ချမ်းသာပေးမယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ကိုဂတိပေးတဲ့ဘုရားရှင်ဖြစ်တယ်ဂတိပေးတဲ့အတိုင်းဂတိတည်တဲ့ဘုရားရှင်ဖြစ်တယ်ဆိုတဲ့ကြောင့်ကိုဝင်ငါရင်နဲ့အီးမေးလ်လောက်နဲ့ကျွန်တော်အဆုံးသတ်ချင်ပါတယ်အားလုံးပေါ်မှာဘုရားရှင်တာကြီးအသုံးပြုကောင်းချီးပေးပါစေ